ဒီလူငယ်လေးရဲ့လက်ထဲကနေမရေမတွက်နိုင်တဲ့စူးလေးတွေထွက်လာပါတယ်။ဒါကြောင့်သူကပင့်ကူတကောင်လိုနေရန်ပေါ်မှာတွားသွားဖို့ကြိုးစားပြီးတကယ်အလုပ်ဖြစ်ပါတယ်။သူကမျက်နှုံးမြင့်နဲ့အိမ်ခေါင်မိုးပေါ်ပြေးခုန်ပြီးကြော်တက်သွားပါတယ်။ပိုအံ့ဩစရာကောင်းတာကသူ့လက်ကောက်ဝက်ကပင့်ကူအိမ်တွေကိုတကယ်ပြစ်နိုင်ပါတယ်။ဒါကြောင့်သူကချိတ်ထားတဲ့ပလက်ဖောင်းပေါ်မှာပင့်ကူအိမ်တအိမ်ပြစ်ပြီးလွှဲနေတယ်လို့လွှဲနေပေမဲ့သူကတိတ်ကျွမ်းကျင်သေးတာမဟုတ်ဘူး။နောက်ပိုင်းမှာသူကထမင်းစားကန်းကိုရောက်သွားတော့သူ့လက်မှာခရင်တချဘောင်းကတ်နေတာကိုတွေ့လိုက်ရတယ်။သူအားကုန်ဆွဲလိုက်တဲ့အခါပင့်ကူအိမ်တအိမ်ပြစ်ထွက်သွားပါတယ်။သူပြန်ဆွဲဖို့ကြိုးစားပေမဲ့နေ့လယ်စာပန်းကကျောင်းကအနိုင်ကျင့်သူကိုထိမှန်သွားပါတယ်။အနိုင်ကျင့်သူကမကြခင်မှာပဲလက်စားချေကိုသူ့နောက်ကိုလိုက်လာပါတယ်။သူကပီတာကိုထိုးပေမဲ့ပီတာကအလွယ်တကူရှောင်တိန်နိုင်ခဲ့ပါတယ်။ဒီအချိန်မှာတော့ပီတာရဲ့မျက်လုံးထဲမှာအရာအလုံးနှိကွေးသွားပုံရပါတယ်။အနိုင်ကျင့်သူရဲ့လက်တီးတောင်တစ်ဆက်စနှိကွေးသွားပုံရပါ။ပီတာကအနိုင်ကျင့်သူရဲ့လက်ကိုဆွဲပြီးတစ်ချက်ထဲနဲ့10 မီတာကျော်အကွာကိုထိုးလိုက်ပါတယ်။သူဘာလို့ရုတ်တရက်ဒီလောက်တန်မာလာရတာလဲဆိုတာသူလုံးဝမသိပါဘူး။ဒါကြောင့်သူဟာလူသူကင်းမဲ့တဲ့လမ်းကြားတစ်ခုမှာပုံအောင်နေပြီးဘာကြောင့်ဒီလိုဖြစ်ရတယ်ဆိုတာကိုစဉ်းစားနေမိတဲ့ရုတ်တရက်သူမောကြည့်လိုက်တော့ပင့်ကူအိမ်တစ်ခုကိုမြင်လိုက်ရတယ်ပြီးတော့သူ့လက်ဖမိုးကဒဏ်ရာကိုကြည့်လိုက်တော့တစ်ခုခုကိုတတိယသွားတယ်။လွန်ခဲ့တဲ့ရက်အနည်းငယ်ကထူးဆန်းတဲ့ပင့်ကူတကောင်ကိုက်ခံခဲ့ရတယ်ဆိုတာသိလိုက်ရတယ်။အဲ့ဒီတော့ကသူတိတ်ပြီးမစဉ်းစားမိပေမဲ့အဲ့ဒီပင့်ကူဟာမျိုးရိုးဗီဇပြုပြင်ထားတဲ့ super mutant ပင့်ကူတကောင်ပါကိုက်ခံရပြီးနောက်ဖေတော်ရဲ့ငါ radically အနီးကပ်မမြင်နိုင်မှုကပုံမှန်ပြန်ဖြစ်သွားတယ်။သူ့လက်ကောက်ဝတ်တွေကပင့်ကူအိမ်တွေကိုပြစ်နိုင်တယ်။သူက Spider-Man တကယ်ဖြစ်သွားပုံရတယ်။ဒါနဲ့ဖေတော်ကဘာပန်ကိုကူးယူပြီးသူ့အတွက်ဝတ်စုံတစ်ခုဒီဇိုင်းထုတ်လိုက်တယ်။မကြခင်မှာပဲပထမမျိုးဆက် Spider-Man ဝတ်စုံပြီးစီးသွားတယ်ပြီးတော့သူကားတစ်စီးဝယ်ရမယ်။ဒါပေမဲ့အသက်တာဆုံးအသုံးပြုပြီးသားကားတောင်မှဒေါ်လာ3000ကုန်ကြတယ်။အဲ့ဒီအချိန်မှာပဲနဘန်းပွဲတစ်ခုကဒေါ်လာ3000စုချီးမြှင့်တာကိုသူတွေးလိုက်ရတဲ့ဒါနဲ့သူနဘန်းကွင်းကိုသွားတယ်စီးမြင့်တွေကရိုးရှင်းပါတယ်။လောင်အိမ်ထဲမှာ3မိနစ်နေတဲ့၍ဒေါ်လာ3000ရနိုင်တယ်။ဒါပေမဲ့ပိန်ပပအေးတို့ကိုဘယ်သူမှမကြိုက်ကြဘူး။ပွဲစားတာနဲ့သူ့ပြိုင်ဘက်ကတိုက်ခိုက်တယ်ကံကောင်းထောက်မစွာပဲဖေတာကအမြင့်ခုန်ပြီးတိုက်ခိုက်မှုကိုရှောင်တိန်လိုက်တယ်ပြီးတော့သူ့ရဲ့ပင့်ကူအိမ်တွေကိုအသုံးပြုပြီးနောက်ထပ်တိုက်ခိုက်မှုတွေကိုရှောင်တိန်လိုက်တယ်။ဒါပေမဲ့သူ့ပြိုင်ဘက်ကတရားမျှတမှမရှိဘူး။သူကထိုင်ကုန်တစ်လုံးကိုဆွဲယူပြီးခိုးဝင်တိုက်ခိုက်တယ်ဖေတို့ကိုတောင်တတ်ဖို့ကြိုးစားတယ်။ဒါနဲ့ဖေတို့ကပြန်တိုက်ခိုက်တယ်စက်တိုက်ကန်ချက်တွေကန်ပြီးသူ့ပြိုင်ဘက်ကိုလဲကျသွားစေပြီးမလုံနိုင်အောင်ဖြစ်စေတယ်။အဲ့ဒီလိုပဲဖေတို့ကပွဲကိုအလွယ်တကူအနိုင်ရသွားတယ်။ဒါပေမဲ့လောဘကြီးရဲ့တထေးကသူ့ကိုဒေါ်လာ100ပဲပေးတယ်။အကြောင်းရင်းကဖေတို့ကပွဲက2မိနစ်အတွင်းမှာပဲအဆုံးသတ်သွားလို့ပါရွေးချယ်စရာမရှိလို့ဖေတို့ကပတ်စံယူပြီးထွက်သွားခဲ့တယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာတပြက်တစ်ယောက်ကသူ့ထေးရုံးခန်းထဲကိုအပြေးလွှားဝင်လာပြီးငွေတွေအားလုံးကိုခိုးသွားတယ်။တပြက်ထွက်ပြေးသွားတဲ့အခါဖေတို့ကသူ့ကိုတားဆီးနိုင်ပေမဲ့မလုပ်ခဲ့ဘူး။ဒေါ်လာ2000ကိုရန်လိမ်လည်မှုအတွက်တထေးကိုပြန်တိုက်ခိုက်နေတာထင်ရှားတယ်။ဒါပေမဲ့အိမ်ပြန်လမ်းမှာသူ့ဦးလေးပြစ်တက်ခံရတာကိုတွေးလိုက်ရတယ်။လမ်းသွားလမ်းလာတယောက်ကတပြက်တစ်ယောက်ကသူ့ဦးလေးရဲ့ကားကိုခိုးယူပြီးတနက်နဲ့ဖြစ်ပြီးထွက်ပြေးသွားတယ်လို့ပြောပါတယ်။ဒေါသထွက်နေတဲ့ပီတာဟာ Spider-Man အဖြစ်ပြောင်းလဲသွားပြီးသူ့ဦးလေးရဲ့ကားကိုတွေးလိုက်ပါတယ်။သူကဓာပြကိုကားထဲကဆွဲထုတ်ပြီးရိုက်နှက်ပါတယ်။ဒါပေမဲ့ဒီဓာပြဟာသူစောစောကလွတ်လိုက်တဲ့သူပဲဆိုတာသူသိလိုက်ရပါတယ်။အပြစ်ရှိစိတ်ကပီတာကိုနေရာမှာတင်ကြောင်သွားပါတယ်။ဓာပြဟာမတော်တဆအဆောက်အဦပေါ်ကနေပြုတ်ကျသွားပါတယ်။ဒါပေမဲ့ပီတာကလက်စားချေတာကိုမပြောရှင်ပါဘူး။သူ့နှလုံးသားဟာဗလာနဲ့ထိနေတာပြင်းနေပါတယ်။ဒီအချိန်မှာသူ့ဦးလေးရဲ့စကားတွေကသူ့စိတ်ထဲမှာပဲ့တင်ထက်နေပါတယ်။ကြီးမားတဲ့စွမ်းအားနဲ့အတူကြီးမားတဲ့တာဝန်ယူမှုလည်းပါလာပါတယ်